အားလုံးပဲမင်္ဂလာပါဒီနေ့လေးမှာတော့ငွေကပထမပေါ့နော် fit mindset ဆိုတဲ့အကြောင်းကိုငွေကရှင်းပြပြီးသွားပြီ release လုပ်ပြီးသွားပြီဆိုရင် grow mindset အကြောင်းလေးကိုငွေဆက်သွားကြမယ်ပေါ့နော်အဲ့တော့ငွေဒီနေ့မှာဒီဗီဒီယိုလေးမှာတော့ငွေကဘယ်အကြောင်းဦးစားပေးပြောချင်တာလဲဆိုတော့ grow mindset အကြောင်းပေါ့နော် grow mindset ကိုငွေတို့က fit mindset ကိုငွေတို့ release လုပ်ပြီးသွားပြီဆိုရင် grow mindset ဖြစ်အောင်ငွေတို့ကချင်းဖို့လိုပါတယ်အဲ့တော့ grow mindset ဖြစ်အောင်ငွေတို့ဘယ်လိုမျိုးလုပ်မလဲပေါ့နော်အဲ့တော့ငွေရော news case တွေပေါ့အမြဲတမ်းလေးလာသင်ယူနေဖို့လိုပါတယ်အဲ့တော့ဒီနေ့ငွေရလေ grow mindset ဆိုတဲ့အထက်မှာငွေရဘာကိုပြောချင်တာလဲဆိုတော့ grow mindset ဆိုတဲ့အရာတွေမှာပေါ့နော်အထူးသဖြင့်လူကြီးကိုငွေပြောချင်တာဖုံဖုံပြောသူပဲပေါ့ကွာသိလားလူတောင်အိုစေတဲ့အုံနောက်မအိုစေနဲ့တဲ့ဆိုတာအရန်မှန်နဲ့အုံနောက်ဆိုအမြဲသွေးနေရမယ်အလုပ်ပေါ့နော်အဲ့တော့လူငယ်ပဲသွေးရမှာဆိုတော့မဟုတ်ဘူးအဓိကငွေဒီနေ့ပြောချင်တဲ့အရာကလူကြီးလည်းသွေးရမှာပြောချင်တာကလေလူကြီးတွေကလေငါတို့အိမ်မှာနေပြီးတော့ငါတို့ကအထီးကျန်နေပါပြီငါတို့ဘဝကြီးကတော့သိရမလားပြောစရာမရှိတော့ပါဘူးဆိုပြီးတော့ဖြစ်နေမယ်အစားကွာသိလားနောက်ဆုံးငွေကတော့ငွေအောက်နောက်ကိုဘယ်လိုသွေးလဲဆိုတော့ပေါ့နော်ဘယ်လိုအရာတွေမှာငွေကသွေးလဲဆိုတော့ငွေဆိုရင်ပေါ့လေဖះစာရွတ်တယ်အစောကဆိုရင်တော့ဖះစာရွတ်တာကအလွတ်မရဘူးအဲ့တော့ပါဠိဘာသာတွေကလည်းခက်တယ်ကွယ်အဲ့ခါကျတော့ငွေကဖုံဖုံလေးရွတ်တဲ့အဟာကိုဖွင့်ထားတယ်ကိုကိုတိုင်းလိုက်ရွတ်ကြည့်တယ်အဲ့ဒါနေမှာကိုကတဖြည်းဖြည်းနဲ့လိုက်ရွင်နေမှာအလွတ်ရလာအဲ့လိုအနေနဲ့ငွေအုံနောက်ကိုငွေတွေးတယ်ပြီးတော့ news case ပေါ့နော်ကိုကအမြဲလေးတက်တွေကိုလေးလာတင်နေရမယ်ကိုကအသက်ကြီးလို့ပဲဖြစ်ဖြစ်ကိုကနာပါရဲ့အရာကိုကပန်းထိုးတာပဲဖြစ်ဖြစ်နောက်ဆုံးနှင်းချက်တာပဲဖြစ်ဖြစ်တခုခုပေါ့နော် something နောက်ဆုံးငွေပြောချင်တာကဘာလဲဆိုတော့ကိုကဘာသာရေးသမားဆိုလဲဘာသာရေးဖျားစာရွတ်နေရင်းနဲ့ကိုရဲ့အုံနောက်ကိုတွေးနေရမှာဘယ်လိုပုံစံနဲ့တွေးရအောင်လဲဆိုတော့အသက်ကြီးလိုက်ရင်တော့သတိဆိုတာတော့မေ့တတ်တာပဲလीနော်အဲ့တော့အမြဲမမေ့တတ်အောင်ကိုအမြဲဂါရာကိုဖတ်ဂါရာကိုလို့လိုက်ဆိုရင်လည်းမှတပြည့်နဲ့အလို့ရလာအဲ့လိုနည်းနဲ့ပဲအုံနောက်ကိုငွေရတွေးစီချင်တယ်ပေါ့နော်လူကြီးတွေဆိုရင်လည်းအဲ့လိုမဟုတ်ဘူးဆိုရင်လည်းငွေရအဲ့လိုနည်းနဲ့ပဲအုံနောက်ကိုတွေးတယ်အမြဲအသစ်တွေကို news case တွေကိုမသိရကိုမတက်တာကိုအမြဲလေးလာပြီးသင်ယူနေအရင်သိချင်တယ်အရင်ဟိုအကုန်သိချင်တယ်အကုန်တက်ချင်တယ်ကွာပြောချင်တာအဲ့တော့အခါကျတော့လူပဲပေါ့နော်ဘယ်ရမှ perfect မဖြစ်ဘူးဆိုပေမဲ့တော်တော်များများကိုကသိချင်တယ်တက်ချင်တယ်အဲ့ခါကျတော့အမြင်လေးလာပြီးတော့ဒါကဒီလိုမျိုးရှိပါလားဆိုကိုကပို့ပြီးတော့လည်းစဉ်းစားတယ်အဲ့ခါမှာကိုကကိုယ့်ရဲ့အုံနောက်ကိုတွေးပြီးသားဖြစ်တယ်အဲ့တော့ငွေပြောချင်တာကဒီဗီဒီယိုကြည့်နေတဲ့လူကြီးတွေဆိုရင်လေကိုကကိုယ့်ရဲ့အုံနောက်ကို fit မလုပ်ထားဘဲနဲ့ grow mindset ဖြစ်အောင်ကိုကအမြင်လေးလာသင်ယူပါအထူးသဖြင့်ငွေကဘာသာရေးလုပ်တယ်ဆိုရင်လေကိုကအနောက်ဆုံးကွာသိလားခန္ဓာလေးတစ်ခုကိုရွတ်လိုက်ရွတ်ပြီးတော့အလုံးမရရင်လိုက်ဆိုပြီးလိုက်ရွတ်နေမှာဒီနေ့တစ်ချောင်းရရင်မနေ့ကနှစ်ချောင်းရအောင်ကိုယ့်ရဲ့အုံနောက်ကိုအဲ့လိုမျိုးပဲသွေးယူပါလို့ငွေကပြောချင်ပါတယ်အဲ့တော့ငွေပြောချင်တာကဘာလဲဆိုတော့လေကိုကဒီလောကကြီးမှာပေါ့နော် stress တွေများလာကြတယ် stress တွေများလာရင်အဓိကဒီ stress များလာတဲ့များ negative emotion negative ကိုပဲထုတ်ပေးပါတယ်အဲ့တော့ negative တွေဖြစ်လာလေကိုယ့်ရဲ့ mindset ကြီးက fit ဖြစ်လာပါလိမ့်မယ် fit ဖြစ်လာရင်တဖြည်းဖြည်းနဲ့ပိတ်မိသွားလိမ့်မယ်ပေါ့နော်အဲ့တော့ကိုယ့်ရဲ့ mindset ကိုမပိတ်မိအောင် grow mindset ဖြစ်အောင်ကိုကအမြဲတမ်းချိန်နေရပါမယ်ကိုကအမြဲတမ်းပြောင်းလဲနေရပါမယ်အဲ့တော့ငွေပြောချင်တာကလေကိုယ့်ရဲ့mindset အတွေးတွေကိုအမြဲတမ်း grow ဖြစ်နေအောင်တိုးတက်နေအောင်လေးလာသင်ယူဖို့ news case ဆိုတဲ့ကိုယ့်ရဲ့ဝါသနာပါတွေတော့အမြဲအသစ်တွေကိုလေးလာသင်ယူနေပါငွေကပြောချင်ပါတယ်အဲ့လိုမျိုးလေးလာသင်ယူနေတဲ့ကို self awareness ရှိဖို့အရင်အရေးကြီးပါတယ်အဲ့တော့ငွေဒီနေ့ပြောချင်တဲ့အကြောင်းအရာလေးကပေါ့နော် fit mindset ကိုကပြောင်းလဲပြစ်ပါချိန်ပြစ်ပါကိုဘဝမှာ life တစ်ခုမှာအမြဲတမ်းတိုးတက်ခြင်းနဲ့လူတယောက်ဖြစ်ချင်တယ်ဆိုရင်အသက်ကြီးငယ်မဆိုင်ပါဘူးကိုယ့်ရဲ့ fit mindset ကိုချိန်ပြီးတော့ grow mindset ဖြစ်အောင်လေးလာသင်ယူပါပြီးရင်ကို self awareness ရှိခြင်းအဖြစ်ပေါ့နော်ကိုယ့်ရဲ့ life မှာလူသားအိုးစေအုံနောက်မအိုပါစေနဲ့ဆိုပြီးတော့ငွေကပြောရင်းနဲ့အားလုံးကိုနှုတ်ဆက်ပါတယ်အားလုံးပဲကျေးဇူးအများကြီးတင်ပါတယ် grow mindset တွေကိုလေးလာသင်ယူခြင်းအပြင်အများကြီးလည်း grow ဖြစ်ကြပါစေလို့ငွေကဆုတောင်းပေးပါတယ်ကျေးဇူးအများကြီးတင်ပါတယ်အားလုံးပဲ